အားလုံးပဲမင်္ဂလာပါရှင်ဒီမြန်မာစာ project video လေးကတော့ Make Education Free Online School မှာပညာသင်ယူလေ့လာနေကြတဲ့ G12 ကျောင်းသားကျောင်းသူလေးတွေရဲ့စကားရေးလူဝဲလေးပဲဖြစ်ပါတယ်ရှင်ကျောင်းလာကြပါတော့ဒီချက် M3 နဲ့တကွာအတမတငယ်ချင်းများအားလုံးပဲမင်္ဂလာပါရှင်ဒီမှာတော့ဘာသာစကားများတွင်ဗန်စကားအသုံးပြုပြောဆိုခြင်းသည်ကောင်းသည်ဆိုတဲ့ကောင်းစဉ်နဲ့ပထမဆုံးအဆိုကိုတင်သွင်းသွားမယ့်106ပဲဖြစ်ပါရဲ့ရှင်ဒီမှာတော့ဘာသာစကားတွေမှာဗန်စကားပေါ်ပေါက်လာခြင်းကအင်မတန်မှကောင်းမွန်ပါတယ်လို့ကောင်းမွန်ပါတယ်ဆိုတဲ့စကားလေးနဲ့ပထမဆုံးအစပြုလိုက်ရပါရဲ့ရှင်ဘာလို့လဲဆိုတော့ဒီဗန်စကားကလူလူတွေအတွင်းမှာယဉ်ကျေးမှုတန်ဖိုးတွေကိုကိုစားပြုတဲ့စကားလုံးတွေဖြစ်ကြလို့ပဲဖြစ်ပါရဲ့ရှင်ဘာသာစကားတွေကပြောရဆိုရတိုးတောင်းပြီးတော့နားလည်လွယ်တယ်မှန်လွယ်ကူတဲ့အတွက်ကြောင့်မလို့လူမှုဆက်ဆံရေးတွေမှာအထောက်အကူဖြစ်စေပါရဲ့ရှင်။ဒါအပြင်ဘာသာဗန်စကားတွေကစကားဝိုင်းတစ်ခုကိုလည်းအသက်ဝင်စေပြီးတော့နားထောင်နေသူတွေအသွေးအမြင်တစ်ခုကိုဖန်တီးပေးနိုင်ပါရဲ့ရှင်။ဒါအပြင်ဘာသာစကားတွေကမြည်သူမြည်ဝါတွေကဖန်တီးခြင်းကိုခံရတာမျိုးမဟုတ်ဘဲနဲ့ရိုးရှင်းတဲ့ရှင်ရင်ဆိုတဲ့အတိတ်ပဲအရှိတွေကိုအဲ့အရှိကြီးကိုအသုံးမပြုခြင်းတဲ့အတွက်ကြောင့်မလို့လူငယ်တွေကနေပြီးတော့သူတို့အချင်းချင်းနားလည်နိုင်မယ် communicate လုပ်ဖို့အတွက်စကားလုံးတွေကိုအစားသွင်းလိုက်တဲ့စကားလုံးတွေပဲဖြစ်ပါရှင်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အချင်းချင်းစကားပြောကြဆိုကြတဲ့အခါမှာဒီနေ့တော့ငါဘလို့ဖြစ်နေလဲဒီနေ့စိတ်ညစ်လိုက်တာဟဲ့ဆိုရပြောမယ်အစားဒီနေ့မစောကညော့ကစ်တယ်ဆိုရပြောလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဟိုကစိတ်ညစ်တယ်လို့ပြောနေပြီမဲ့တမျိုးလေးပေါ့သူnegative vibe ကိုမသွားဘဲနဲ့နည်းနည်းလေး positive vibe ကိုသွားရဲ့ဘက်ကိုပြောရဲ့အတွက်ကြောင့်မလို့ဘာသာစကားတွေဗန်းစကားတွေကတော်တော်လေးကိုမှစိတ်ဝင်စားဖို့ကောင်းပါရဲ့ရှင်စိတ်ညစ်လိုက်တာဆိုပြီးဒီစကားလုံးမျိုးပြောနေမယ်ဆိုလို့ရှိရင်စကားနောက်တရားပါရဲ့ဆိုတဲ့အတိုင်းပဲအစမပြေတာမျိုးတွေလည်းဖြစ်စေနိုင်မှာတကယ်ကြီးပဲကိုကဒီတသေးလေးအစမပြေတာကိုထပ်ပြီးတော့ကြီးကြီးမားမားအစမပြေတာမျိုးလည်းဖြစ်စေနိုင်ပါတယ်ဆိုကိညော့ကစ်တယ်ဆိုလို့ရှိရင်သူ့တက်ကကျတော့ဟဲ့စိတ်ညစ်နေပြီမဲ့ပျော်ပျော်လေးနေတတ်တယ်ဆိုတဲ့ပုံစံဘက်ကိုသွားရဲ့အတွက်ကြောင့်မလို့ပဲဖြစ်ပါရဲ့ရှင်ပြီးတော့ဗန်းစကားကမြန်မာဘာသာစကားမှရှိတာမဟုတ်ပါဘူးရှင်။ကမ္ဘာတစ်ဝန်းလုံးကဘာသာစကားတွေမှာပါယဉ်ကျေးမှုအရင်းမြစ်တွေအဖြစ်အသုံးပြုလာကြတဲ့စကားလုံးတွေပဲဖြစ်ပါရဲ့ရှင်။ဥပမာအနေနဲ့ကျမတို့အင်္ဂလိပ်ဘာသာစကားမှာကြည့်မယ်ဆိုလို့ရှိရင် Don't cry spring milk ကိုဆိုကြမယ်ဆိုလို့ရှိရင်သူကသူ့ရဲ့အတိတ်ပဲကဖြစ်ပြီးသားအရာတစ်ခုကိုစိတ်ညစ်မနေနဲ့ဆိုပြီးတော့ဗန်းစကားအလှလေးထည့်ပြီးတော့သုံးလိုက်တာပါ။အများကြီးသူ့ကိုအတဲ့ရဲ့အဓိပ္ပာယ်တွေလုံးမယ်ဆိုလို့ရှိရင်စကားလုံးတွေအများကြီးဖြစ်နိုင်ပါရဲ့ရှင်။ပြီးတော့လူကြီးမင်းတို့ရှင်အခုလိုတိုးတက်နေတဲ့21ရာစုခေတ်ကြီးမှာဗန်းစကားတွေကိုမတင်ယူမလေးလာပဲနဲ့စာအုပ်ကြီးအတိုင်းမထွက်ဘူးဆိုလို့ရှိရင်တော့တေချာပေါက်တင်ဟာရှားပါအမွေနဲ့ဖြစ်ပြလိုက်မှာအလှလေးပြထားတာပိုပြီးအဆင်ပြေပါရဲ့ရှင်ပြီးတော့ဟောရခင်နှစ်တွေကလေးကစင်စမပြတ်အသုံးပြုလာခဲ့ပြီးတော့ဒီနေ့ဒီချိန်ရင်ထိတင်းတင်းကျပ်ကျပ်ဘာသာဗန်းစကားတွေကိုအသုံးပြုနေရပဲဖြစ်ပါရဲ့ရှင်ဒါကြောင့်ဗန်းစကားတွေကတကယ်ကြောင်းတဲ့ရတနာတွေပဲဖြစ်ပါရဲ့ရှင်ဗန်းစကားတွေကစကားကြော်ဝစီပြီးတော့ဆက်ဆံရေးတွေမှာပျော်ရွှင်မှုကြားခံနေအဖြစ်လေဒီဗန်းစကားတွေကိုအသုံးပြုကြပါရဲ့ရှင်ပြီးတော့ဗန်းစကားအသုံးပြုတဲ့သူတွေရဲ့စိတ်ကူးရင်နားလည်မှုတွေကိုတိုးတက်စေနိုင်ပါရဲ့ရှင်ဒါကြောင့်ဘာသာစကားတွေမှာဗန်းစကားပေါ်ပေါက်လာခြင်းကတဘာဝကျတဲ့အသုံးဝင်တဲ့အပြင်မျိုးဆက်သစ်တွေအတွက်စိတ်ဝင်စားပျော်ရွှင်စရာအကောင်းတဲ့ပညာအရင်းမြစ်တစ်ခုလည်းဖြစ်လာနိုင်ပါရဲ့ရှင်ဒါကြောင့်ဗန်းစကားကိုအခုထိအသုံးမပြုဘဲနဲ့ပိတ်နေတဲ့လူချင်းများရှိခဲ့တော့ဒီကြောင့်လူချင်းမင်းတို့စောင်းထရကနေထွက်ခဲ့ပါကျမတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့21ရာစုရဲ့လူမှုဆက်ဆံရေးအသစ်မှာဗန်းစကားလေးတွေပြောပြီးတော့ communicate တွေလုပ်ကြမယ်ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကြီးကိုဖြတ်တန်းမယ်ဆိုလို့ရှိရင်လူဖြစ်တဲ့ခဏမှာဘာလို့စာအုပ်ကြီးတွေမှာပိတ်မိနေကြမှာလဲပျော်ပျော်ရွှင်ရွှင်လေးလုပ်ပြီးတော့ဒီဗန်းစကားလေးတွေကိုအသုံးပြုပြောဆိုခြင်းကပုံမကောင်းမွန်တဲ့relationship တွေကိုဖန်တီးနိုင်တယ်ဆိုတဲ့အဆိုကိုကျမနှလုံးသားကထောက်ခံရင်းနဲ့ပထမအဆိုတင်သွင်းမှုလေးကိုဒီနေရာမှာရနာခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရရှင်မင်္ဂလာပါရှင်ဘာသာစကားများတွင်ဗန်းစကားများအသုံးပြုပြောဆိုခြင်းဒီမကောင်းပါဆိုတဲ့အခြေဘက်ကနေပြီးတင်ပြရမှာဖြစ်ပါရဲ့ရှင်လူ့အဖွဲ့အစည်းမှာဆက်သွယ်ပြောဆိုရမှာဘာသာစကားအဓိကတဲ့အခန်းကဏ္ဍနေပါဝင်ပါရဲ့ရှင်လူသားတွေကမိမိတို့ရဲ့အတွေ့အမြင်ခံစားချက်တွေကိုဘာသာစကားအဖြစ်ဖော်ပြကြပြီးတော့တဦးနဲ့တဦးနားလည်မှုရယူကြပြီးတော့ပူးပေါင်းဆောင်ရွက်ကြမှုတွေပြုလုပ်ကြပါရဲ့ရှင်ဒီလိုအရေးပါတဲ့ဘာသာစကားမှာဗန်းစကားဆိုတာကလည်းရဖန်ရခါမှာပါဝင်တတ်တယ်ဆိုပေမဲ့ဗန်းစကားဆိုတာသတ်မှတ်ထားတဲ့လူမှုအတိုင်းအဝိုင်းတစ်ခုအတွင်းမှာသာအဓိပ္ပာယ်သိရှိနိုင်ပြီးတော့စကားလုံးတွေကိုသုံးနှုန်းတာပဲဖြစ်ပါရဲ့ရှင်အချိန်ကာလတစ်ခုအတွင်းမှာခေတ်စားလာပြီးတော့လူငယ်တွေကြားမှာပဲ
အထူးသဖြင့်ပြန်ရန်လေးရှိပါတယ်ရှင်။ဗန်းစကားကအတိုင်းဝိုင်းတစ်ခုရဲ့စီလုံးညီညွတ်မှုကိုပြသနိုင်တယ်လို့ခေတ်ရည်စည်းကြောင်းကိုလည်းထင်ဟပ်စေနိုင်ပါတယ်ရှင်။ဒါပေမဲ့ဒီလိုအပြုသဘောဆောင်တဲ့ရှုထောင့်တွေရှိတယ်လို့ဗန်းစကားမှာမလိုလားအပ်တဲ့ဆိုးကျိုးတွေလည်းရှိပါတယ်ရှင်။ပထမဆုံးအနေနဲ့ဗန်းစကားဟာဘာသာစကားရဲ့တည်ငြိမ်မှုကိုထိခိုက်စေနိုင်ပါတယ်ရှင်။အများနားမလည်တဲ့စကားလုံးတွေနဲ့အသုံးအနှုန်းတွေကိုအလွန်ကျော်သုံးစွဲခြင်းဟာဆက်သွယ်မှုကိုလည်းခက်ခဲစေပါတယ်ရှင်။အထူးသဖြင့်အသက်အရွယ်ကြီးရင်းတဲ့သူတွေအသက်အရွယ်ကြီးရင်းတဲ့သူတွေနဲ့မညီညွတ်တဲ့အတိုင်းအဝိုင်းကလူတွေအတွက်နားလည်ရခက်ခဲစေပါတယ်ရှင်။ဒါ့အပြင်ဗန်းစကားဟာအချိန်တိုအတွင်းမှာထိကုန်သွားတတ်တာကြောင့်အဲ့ဒီအချိန်ကာလကိုကျော်လွန်သွားရင်အဓိပ္ပာယ်မသိတော့သလိုမျိုးစကားလုံးတွေကိုလည်းကြံရစ်လာနိုင်စေပါတယ်ရှင်။ဟုတ်မှာကမငါလေးဦးခေါင်းလာမခေါ်လေနဲ့ထောက်ဆင်ဟာကြီးဒုတိယအနေနဲ့ဗန်းစကားအသုံးပြုခြင်းကဘာသာစကားရဲ့ဂုဏ်သိက္ခာကိုလျှော့ချနိုင်ပါတယ်ရှင်။တရားဝင်မဟုတ်တဲ့ပေါ့ပေါ့ပါပါသုံးနှုန်းလေးရှိတဲ့ဗန်းစကားတွေကိုတရားဝင်စာပေတွေအရေးကြီးတဲ့ဆွေးနွေးပွဲတွေမှာအသုံးပြုခြင်းဟာဘာသာစကားရဲ့လေးနက်မှုကိုလျော့ကျစေဖြစ်နိုင်ပါတယ်ရှင်။ဒါအပြင်ဗန်းစကားတချို့မှာရိုင်းဆိုင်တဲ့အသုံးအနှုန်းတွေခွဲခြားဆက်ဆံတဲ့အဓိပ္ပာယ်တွေပါဝင်နေတတ်တာကြောင့်ယဉ်ကျေးမှုနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အပြုအမူတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်ရှင်။နောက်တစ်ချက်အနေနဲ့ဗန်းစကားကလူငယ်တွေရဲ့ဘာသာစကားကျွမ်းကျင်မှုကိုအဟန့်အတားဖြစ်စေနိုင်ပါတယ်ရှင်။ဗန်းစကားကိုအဓိကထားသုံးပြီးတော့စာလုံးတွေနဲ့စကားလုံးတွေနဲ့ဝါကျတွေကိုလေ့လာဖို့အားနည်းသွားနိုင်ပါတယ်ရှင်။ကျောင်းစာတွေတရားဝင်စာရွက်စာတမ်းနဲ့တခြားလေးနက်တဲ့ဆက်သွယ်မှုတွေမှာဗန်းစကားအစားသတ်မှတ်ထားတဲ့ဘာသာစကားကိုအသုံးပြုဖို့ပဲလိုအပ်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့တော့ဗန်းစကားရဲ့အဓိပ္ပာယ်ဟာတဦးနဲ့တဦးအုပ်စုတစ်ခုနဲ့တစ်ခုမညီနိုင်ပါဘူးရှင်။တူညီတဲ့ဗန်းစကားဟာမတူညီတဲ့အခြေအနေမှာကွဲပြားတဲ့အနက်အဓိပ္ပာယ်ကိုလည်းတည်ဆောင်နိုင်ပါတယ်ရှင်။နားလည်မှုလွဲမှားတာတွေလည်းအများကြီးဖြစ်စေနိုင်ပါတယ်ရှင်။ဒါကြောင့်ဗန်းစကားဟာလူမှုအတိုင်းအဝိုင်းတစ်ခုရဲ့လက္ခဏာကိုပြသနိုင်ပေမဲ့ရေရှည်မှာဘာသာစကားရဲ့တည်ငြိမ်မှုဂုဏ်သိက္ခာနဲ့လူငယ်တွေရဲ့ဘာသာစကားကျွမ်းကျင်မှုအပေါ်ဆိုးကျိုးတွေတက်ရောက်နိုင်ပါတယ်ရှင်။ဗန်းစကားကိုတင့်လျှောက်ပတ်ပြီးအခြေအနေတွေမှာအသုံးပြုနိုင်ပေမဲ့သတ်မှတ်ထားတဲ့ဘာသာစကားကိုလည်းတန်ဖိုးထားပြီးတော့လေ့လာသင်ဖို့အရေးကြီးရဆိုတာကိုတင်ပြအပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒီချက်အိမ်မယ်တွင်နဲ့တကယ်ချင်းမှအားလုံးမင်္ဂလာပါရှင်။ကျမတော့ Group 1မှာဒုတိယဆိုတက်သိန်းသူ103ပဲဖြစ်ပါတယ်ရှင်။ကျမတော့ဘာသာစကားများမှာဗန်းစကားသုံးပြုခြင်းဒီကောက်သည်ဆိုတဲ့အဆိုကိုဒုတိယကြိမ်တက်သိန်းသွားမှာပဲဖြစ်ပါတယ်ရှင်။ကျမတော့ဘာသာစကားတိုင်းမှာဗန်းစကားသုံးပြုခြင်းကကောင်းတယ်ဆိုတဲ့အဆိုကိုပြီးဝထောက်ခံပါတယ်ရှင်။ဘာလို့လဲဆိုတော့ဗန်းစကားဆိုတာကခုမှစမ်းသစ်လာတဲ့စကားမဟုတ်ပါဘူး။အရင်တည်းကပေါ်ပေါက်လာတဲ့စကားဆိုတာကိုဆရာလာသမရေးသားထားတဲ့ဗန်းစကားပေါ်ပေါက်ပုံများဆောင်းပါးစာကပေထဲမှာလည်းပါပါတယ်ရှင်။ပြီးတော့ဗန်းစကားဆိုတာကဒိတ်ပဲတည်းရမထွေပဲနဲ့တင်းချဒိတ်ပဲထွေတဲ့စကားတစ်ခုပါ။ဘာသာစကားတွေမှာဗန်းစကားသုံးပြုတာကလူမှုဖွဲ့စည်းမှာရှိရဲ့လူချင်းစစ်ဆန်ရေးတရားကိုဖော်ဆောင်ရမှာလည်းအရေးပါတဲ့ခန့်ခံရခုဆိုလည်းမမားပါဘူးရှင်။ဗန်းစကားတွေကယဉ်ကျေးမှုတွေလူမျိုးစုတွေရဲ့ဒလိထုံးစံတွေစရှိတဲ့အရာတွေပြင်လူတယောက်နဲ့တယောက်နားလည်မှုခင်မင်ရင်းနှီးမှုရန်မောင်းမှုတွေနဲ့ခြားလူတွေရဲ့စစ်ဆန်ရေးကိုလည်းပြည့်ပြည့်စေနိုင်ပါတယ်။ဗန်းစကားဆိုတာကလူတယောက်နဲ့တယောက်ကြားမှာရှိရဲ့လုံးဝတဲ့သဘောမျိုးဒါမှမဟုတ်ရင်အများနားမလည်အောင်သုံးလို့တဲ့အသုံးတွေစကားလုံးတွေကိုခေါ်တာပါ။ဥပမာနဲ့ပြောရမယ်ဆိုရင်ကျမတို့ကလုံးဝတဲ့စကားတစ်ခုခုကိုခြားသူသိအောင်ပြောချင်တယ်ဆိုပါစို့အဲ့ဒီခါကျရင်ဗန်းစကားကိုသုံးပြလို့ရပါတယ်ရှင်။ချို့သူတွေကဗန်းစကားကိုပေါ်ပင်စကားလို့ပြောကြပါလိမ့်မယ်။တကယ်တော့ဗန်းစကားဆိုတာဟာပေါ်ပင်စကားမဟုတ်ပါဘူးရှင်။တောင်းတရင်ကျိုးရှိတဲ့စကားတစ်ခုပါပြီးတော့ဗန်းစကားကကျမတို့အခုတွေ့ကြရဲ့တောင်းပြနေတဲ့စကားဆိုလည်းမမားပါဘူးရှင်ဘာသာစကားတွေမှာဝင်ကောင်းမို့တင်းလို့အလင်ကလို့တင်စားရတဲ့ဗန်းစကားကိုတောင်းပြလိုက်မယ်ဆိုရင်ဘာသာစကားရဲ့စိတ်ကိုမြင့်တင်ပေးနိုင်ပါတယ်ကျမတို့ဖွဲ့ကပထမဆိုတင်သွင်းထားတဲ့သူပြောသလိုပဲဗန်းစကားကတိုးတောင်းတဲ့ကြောင့်မန်းရသွားရလဲလွယ်ကူပါတယ်တိုးကြိုက်တဲ့သူဆိုရင်တော့ဗန်းစကားကိုတောင်းပြတာအကောင်းဆုံးပါပဲရှင်ဗန်းစကားကိုဒီရောက်လူချင်းမင်းတွေလည်းမတော်ဘူးတဲ့သူမရှိဘူးလို့ကျွန်မထင်ပါတယ်ချို့သူတွေကသူတို့နေ့စဉ်ဘဝမှာဗန်းစကားအမြဲသုံးနေတာတောင်မှမသိပါဘူးရှင်သူသုံးနေရမှာငါမတော်ဘူးဆိုပြီးတော့ခံရင်းနေပါဦးလိမ့်မယ်လူငယ်တယောက်ဖြစ်ပြီးတော့ဗန်းစကားမတော်တတ်ရင်ခဲမမီတဲ့သူတယောက်ဖြစ်သွားနိုင်ပါတယ်ပြီးတော့ဗန်းစကားကလူငယ်တွေတဲ့ရင်းနှီးမှုတရားကိုဖော်ဆောင်တဲ့စကားဆိုလည်းမမားပါဘူးရှင်ဗန်းစကားကို POL ပါ ဟုတ်ကဲ့ပါရှင်လူငယ်ကြီးကဗန်းစကားကိုမသုံးဘူးဆိုလို့ရှိရင်ခင်မမီဘူးလို့ပြောလိုက်တာလားရှင်ဟုတ်ကဲ့ပါရှင်ဗန်းစကားကအခု2021ရောက်စုမှာတွေ့ကြတဲ့စကားဖြစ်တဲ့ကြောင့်ဗန်းစကားကိုမသုံးရင်တော့ခင်မီရဲ့လူတယောက်လို့ကျွန်မဆိုနိုင်ပါတယ်ရှင်ဟ
ဟုတ်ကဲ့ကျမစိတ်တူလို့ရပြီလားရှင် ဟုတ်ကဲ့ကျေးဇူးပါ ပြီးတော့ဘန်စကားကလူငယ်တွေတဲ့ရင်းနှီးမှုတရားကိုဖော်ဆောင်တဲ့စကားဆိုလည်းမှားပါဘူးရှင်ဘန်စကားကိုနေရာတော်တော်များများမှာတောက်ကြပါတယ်ဘယ်နေရာမှာတောက်လဲဆိုတော့တငယ်ချင်းတွေချေချင်းမိသားစုတွေချေချင်းရင်းနှီးတဲ့သူချေချင်းမှာပေါ့ပေါ့ပါပါတောက်တဲ့နေရာမှာတောက်ပါတယ်ပြီးတော့ကျမတို့တေးကိစ္စတွေကိုချားသူတွေမသိအောင်ပြောတဲ့အခါမှာဘန်စကားတောက်ပြီးတော့ဖောက်ကွယ်လို့ရပါတယ်ဒါအပြင်ဘန်စကားကလူတွေရဲ့သိမြင်ကိုလည်းပို့ပြီးတော့မြင့်တက်စေနေပါတယ်ဘန်စကားကနေစေတရေချက်လက်တွေကိုလင်းမြန်စွာပြန့်နှံ့နေပြီးတော့လူတွေသိအောင်လုပ်လို့ရပါတယ်သိပညာပေးဟောပြောပွဲတွေမှာဟောပြောသူကဘန်စကားထည့်ပြီးတော့ပြောလိုက်မယ်ဆိုရင်ဟောပြောပွဲကိုလာတဲ့နားထောင်သူတွေကဟောပြောသူကပြောလိုက်တာဘာစကားလေးလည်းမသိဘူးဘာအဓိပ္ပာယ်လည်းမသိဘူးဆိုပြီးတော့တစ်ဖက်သူရဲ့စိတ်ဝင်စားမှုကိုရလာမှာပါပြီးတော့ဘန်စကားကိုလူမှုနယ်ပယ်တော်တော်များများတောက်ကြပါတယ်ဥပမာနဲ့ပြောရမယ်ဆိုရင်ဆရာဝန်တို့ညီညာရေးနယ်ပယ်တို့စီမံခန့်ခွဲတဲ့သူတွေဥပဒေပြုတဲ့သူတို့တွေပြည့်ခြားဖက်စီတွေတော်တော်များများမှာသူတို့ဘန်စကားနဲ့သူတို့ပြောကြပါတယ်ဘန်စကားတော့တင်ကြလာတဲ့နေ့များ social media တော်တော်များများမှာဘန်စကားတော့ပြုမှုများလာတာကိုလည်းတွေ့ရပါတယ်ဘန်စကားကလူငယ်တွေရဲ့လက်တော့စကားဆိုလည်းမမှားပါဘူးရှင်ပြီးတော့ဘန်စကားတော့တဲ့သူတော်တော်များများကစကားကြေကြသလိုတစ်ဖက်သူကိုလည်းကိုယ့်ဖက်ပါအောင်ဆွဲဆောင်နိုင်ပါတယ်လူအုပ်ထဲမှာကိုယ့်ကိုတတိထားမိစေချင်ရင်ဘန်စကားတော့ပြီးတော့ဟာတော့လုပ်လိုက်ပါအဲ့ဒါဆိုရင်ချားသူတွေကကိုယ့်ကိုတတိထားမိလာပါလိမ့်မယ်ဘန်စကားကလူတွေကိုစိတ်ပျော်ရွှင်မှုကိုပေးနိုင်တယ်လို့စိတ်ဖိစီးတာတွေကိုလည်းပဲရော့ပါစေနိုင်ပါတယ်ဥပမာနဲ့ပြောမယ်ဆိုရင်ဇက်ပွဲတစ်ခုမှာလူရှေရောကဘန်စကားကိုပြန့်လုံးနေနဲ့သုံးလိုက်တယ်ဆိုပါစို့အဲ့ဒီခါကျရင်အဲ့ဒီဘန်စကားအဲ့ဒီဇက်ပွဲကိုလာတဲ့ပရိသတ်တွေကဘန်စကားကြောင့်စိတ်ပျော်ရွှင်မှုတွေအများကြီးရနိုင်ပါတယ်ပြီးတော့နေ့စဉ်ဘဝတွေမှာအလုပ်တွေနဲ့စိတ်ဖိစီးလာတဲ့ခါမှာဘန်စကားကြောင့်စိတ်ကြည်လင်မှုတွေရနိုင်ပါတယ်ခုနကပထမချီပေါက်သူပြောတာကဘန်စကားကတရားမဝင်ဘူးလို့ပြောကျမကဘန်စကားတရားမဝင်ဘူးဆိုတော့ဘန်စကားကလောကသုံးလို့မရတော့ဘူးလားလို့ကျမပြန်မေးချင်ပါတယ်ပြီးတော့ဘန်စကားကိုဝတ်ထုတွေရုပ်ရှင်တွေ POL မှာ ပါနော် POL ဟုတ်ကဲ့ ဘ ပါ န်စ ရှင် ကားအသုံးမဝင်ဘူးလို့ပြောတာမဟုတ်ပါဘူးရှင်တကယ်တရားဝင်နေရာတွေမှာတကယ်တရားဝင်အစည်းအဝေးတွေမှာသုံးလို့ရှိရင်အဆင်မပြေနိုင်ဘူးလို့ပြောတာပါရှင် မဟုတ်ပါဘူးရှင်ခုနကတော့ကျမတရားမဝင်ဘူးလို့ပြောတာပါခုနတော့ကအခြေပါတဲ့အခါမှာဘန်စကားကတရားမဝင်ဘူးလို့ပြောလို့ပါရှင် တရားမဝင်ဘူးလို့ပြောတာမဟုတ်ဘဲနဲ့တရားဝင်အစည်းအဝေးတွေမှာသုံးဖို့မသင့်တော့ဘူးလို့ပြောတာပါရှင် ဟုတ်ကဲ့ဒါဆိုရင်ကျမဆိုဘန်စကားကိုဝတ်ထုတွေရုပ်ရှင်တွေမှာသုံးမယ်ဆိုရင်ဇက်ကောင်တွေစကားပြောပဲပိုင်းမှာသုံးမယ်ဆိုရင်စာဖတ်သူတွေကိုပို့ပြီးတော့သိဝင်တော့သူတို့ခံစားရတဲ့ပါမှာဒါကြောင့်ကျမနေပြီးတော့ဘာသာစကားမှာဘန်စကားသုံးသူချင်းဒီကောင်းသည်ဆိုတဲ့ဆိုကိုထောက်ထားခိုင်မာနေတကွာပြောကြရင်လည်းကျမရဲ့တည်သွင်းမှုလေးကိုဒီမှာပဲရနာပါရစေရှင်နားထောင်ပြီးရဲ့တူးချင်းစီတိုင်းကိုကျေးဇူးထူးပန်းတင်ရှိပါတယ်ရှင်အားလုံးပဲခင်ဗျာကျွန်တော်ကကျွန်တော် glue 3မှာ202ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကကျွန်တော်ဘာစကားမှာဘာစကားတော့ချင်းကမကောက်ဘူးဆိုတဲ့အချိန်ကိုတက်ပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ cable ဘန်စကားတွေကိုအသုံးပြုချင်တာကျွန်တော်ဒီခဏတာစိတ်ဝင်စားဖို့ကောက်ရဆိုပေမဲ့အချိန်ကလည်းခုကြာတော့မယ်ဆိုလို့ရှိရင်ဘယ်သူမှနားလည်နိုင်တော့မှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အမြင်ကကြတော့ဒီအားလုံးနားနေတဲ့ဆက်တဲ့ဘာစကားကိုအသုံးပြုဖို့ဖြစ်ပါတယ်ခင်ဗျာဘန်စကားရဲ့တည်ကြမှုရှိခြင်းနဲ့အထင်မြလွယ်မှနိုင်ချီကိုထောက်ပါချေတိတ်တော်ရဲ့အဆိုပြုခြင်းမှာတုတ်ထားတဲ့ဘန်စကားရဲ့အတိတ်ပဲအစရင်းမရှိပါဘူးအသုံးပြုသူတွေနဲ့ချင်းနေပုံမှုဖြစ်ပြီးတိတ်ပဲကွာနိုင်ပါတယ်ဒါကြောင့်ဒီမဲ့လွဲမှုတွေဖြစ်ဝင်လာပါခင်ဗျာကျွန်တော်တို့ကဒီအဆိုပြုခြင်းကတော့တိကျပြီးစေးလေးတဲ့အတိတ်ပဲရှိတဲ့စကားလုံးတွေကိုတုတ်ထားပါတယ်ဘန်စကားတွေကခါတလေမှာဒီရထားတဲ့အတိတ်ပဲနဲ့လွဲမဲ့အတိတ်ပဲကိုပေါ်ပြနိုင်ပါတယ်ဒါစစ်တွေမှာကြီးမားတဲ့ပြဿနာတရားဖြစ်နေတာပဲခင်ဗျာကျွန်တော်တို့ရဲ့အဆိုပြုခြင်းကတော့တိကျတဲ့စကားလုံးတွေကိုတုတ်ပြီးအတိတ်ပဲလွဲမဲ့မှုတွေကိုဆက်စပ်ဖို့ဖြစ်ပါတယ်ခင်ဗျာဘန်စကားကိုလူများနားလဲရခက်ခဲခြင်းကိုထောက်ပြခြင်းတိတ်တို့ရဲ့အဆိုပြုခြင်းမှာပေါ့ဝဲတဲ့ဘန်စကားတွေကိုလူတန်းနားလဲနားမှာမဟုတ်ပါအထူးသဖြင့်ကျွန်တော်မတူညီတဲ့တိတ်ပဲနဲ့နောက်ခက်ချင်းတွေကလာတဲ့တွင်ကျွန်တော်နားလဲရခင်နိုင်ပါတယ်ကျွန်တော်တို့ရဲ့စုပြုခြင်းကတော့လူတန်းနားလဲနေတဲ့ရိုးစိတဲ့ဘာသာစကားကိုတုတ်ပြထားပါတယ်ဘန်စကားတွေကိုတုတ်ပြခြင်းဟာတိကျအုပ်စုတွင်မှာပဲဆက်တွဲလို့အစီအစဉ်နိုင်ပါတယ်ကျက်ပြန်တဲ့ဆက်တွဲရေးတွေတော့တာဟာတော့တစ်ခုဖြစ်နေတယ်တို့ရဲ့စုစုချေရတော့အလုံးပေါဝင်နေတဲ့ဆက်တွဲရေးကိုဦးစားပေးရဘန်စကားရဲ့တရားဝင်မှုစီချင်းနေဘာသာစကားရဲ့တပ်ဖို့ယူဆနိုင်ချေကိုထောက်ပြ
ထားပြပြချင်းတရားဝင်တဲ့ဆွေးနွေးပွဲတွေတော့မှမဟုတ်ရေးကြီးတဲ့ချင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီဘတ်စကားတွေကိုတုတ်ပြချအောင်မတည်တော့ဒါဘတ်စကားရတဲ့ဖို့ကျွန်တော်စနေရဲ့ကျွန်တော်တို့ရဲ့စုပြချကတော့လိမ့်နေပြီးတရားဝင်တဲ့ဘတ်စကားကိုတုတ်ပြဖို့ဖြစ်ရဲ့ဘတ်စကားတွေကိုကျွန်တော်ဒီလို့ချိုတုတ်ပြချအောင်ဘတ်စကားရဲ့ကြောက်ရမှုကိုဒီကဲစင်းနေပါတယ်တိကျပြီးတေပဲပြွားတဲ့စကလုံးလေးကိုအများကြီးစီနေတာကိုလဲလို့ရှူကရအောင်ကျွန်တော်တို့ရဲ့စုပြချကတော့ဘာသာစကားရဲ့အလားပါနဲ့ကြောက်ရမှုကိုထိသိဖို့ဖြစ်ရဲ့ဘတ်စကားလို့ချိုတော့ဆိုချင်အောင်လူငယ်တွေရဲ့ဘာသာစကားကြောက်ရမှုတကယ်ပဲယုံနေစတရာတော့မဟုတ်ကျွန်တော်ဘာသာစကားရဲ့တော့ရပြန်လာနေတဲ့ဖြစ်စစ်တခုပဲဆိုတော့စဉ်းစားဖို့လိုတယ်ဘတ်စကားခက်တခဏပို့လာပြီးတော့ကျွန်တော်ရှိရဲ့ကျွန်တော်ပြတော့တာတဲ့အတွက်ရေးရှိမှာတုံးမွေတဲ့လူငယ်တွေရဲ့စကားကိုကြီးများစင်းတဲ့တော့ကျွန်တော်ပြင်တီချာပြီးပြီးဆိုတဲ့ဒေဘက်ကိုဖွင့်ပြနေတဲ့စကားလုံးတွေကိုတုံးဆွဲဖို့အခက်အခဲပြရနေဆိုတော့မှတ်ပါတယ်ဘာသာစကားအမြဲတမ်းပြန်လာနေတဲ့တက်စစ်တခုနဲ့တူရဲ့ခဲလိုက်လူမှုတိုင်းဝဲရဲ့လူအကြီးစကားလုံးတွေပို့လာတယ်လို့အတုံးမွေတို့တဲ့စကားလုံးတွေတိတ်မတော့တယ်ပါတယ်ဘတ်စကားဆိုတော့လည်းဒီပြောင်းလဲမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေရဲ့လူငယ်တွေကဘတ်စကားကိုတီထွေဖတ်တရားမှာတေချောစားဖို့ဝေချပါတယ်ဒါဟာသူတွေရဲ့ဘတ်စကားဆိုင်ရာတီထွေဖတ်တဲ့ဆောက်ပတ်တော်ရပါတယ်ရိုးစစ်စကားလုံးတွေနဲ့မဖို့ပြန်နိုင်တဲ့ခံစားချက်တွေကျုပ်တွေကိုဘတ်စကားနဲ့ပို့ပြီးဒီရစားဖို့ပြန်နိုင်တယ်မျိုးလည်းရှိရဲဥပမာအနေနဲ့ပြောမှဆိုလို့ရှိရင်ဘလို့အဝတ်စားကောက်တယ်အရာတခုကိုအပေလို့ပြောတာမျိုးဟာရိုးရိုးကောက်တဲ့ဆိုတော့ပို့ပြီးပေးထက်တဲ့ခံစားချက်ကိုပြဆွနိုင်နောက်ပြီးတော့ကျွန်တော်ဒီဘတ်စကားလူငယ်အောက်စုကြောင်းမှာရင်းနှီးမှုနဲ့တသားဖြည့်ဆည်းမှုခိုင်းမစင်းနေသူရဲ့ကိုယ်ပိုင်ဘတ်စကားကိုတုတ်ချအောင်ဖြစ်ချစ်ပို့ပြီးနားလဲပြီးဆိုတော့သူရှင်မူလဲသူတို့ခံစားနိုင်ဘတ်စကားတော့ချစ်ရဘတ်စကားကြောက်ရမှုယူတော်စင်းနေတယ်ဆိုတဲ့အမြင်မှာအမှတ်တရတစ်စိတ်တစ်ပဲပတ်ဝန်းနေဆိုပေမဲ့ဒါဘတ်စကားရတော့ပါရပြောင်းလဲနေတဲ့ပြည့်စစ်ကူဖြစ်နေတော့လူငယ်တွေအတိထွေဖတ်တဲ့နဲ့ဆွဲနေအုပ်စုလိုက်ခံစားမှုကိုလည်းမြင်သိပြနေတဲ့စူတာလေးရှိရတဲ့ကြောင့်ဘတ်စကားတုတ်ဆွဲချစ်ရဲ့အကျိုးပြေကိုချိတ်ဆက်ပြီးမှဝေဖန်တုတ်တတ်တယ်ပါတယ်အားလုံးကိုကြည့်ကြပါခင်ဗျာလေးမခါပါခင်ဗျာYes နော်နဲ့ MTM နဲ့တကွာကြောက်ရတော့တပ်ဖို့တကယ်ချင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ group 1မှာ102ပဲဖြစ်ပြီးတော့ကျွန်တော်ကနေတတိယအဆိုကိုတင်သွင်းပြီးသားမှာဖြစ်ပါတယ်ခင်ဗျာဘာသာစကားတိုင်းတွင်ဘတ်စကားများပေါ်ပေါက်တော့ချင်းတီကောင်းတီအဆိုကိုကျွန်တော်ပထမအုပ်ဆောက်ထောက်ထားလေးနဲ့ပြပမှာဖြစ်ပါတယ်ခင်ဗျာဘတ်စကားဆိုတာကကျွန်တော်တို့ခုလက်ရှိခေတ်ကဘာမှာဖြစ်ပေါ်လာတဲ့စကားမျိုးမဟုတ်ပါဘူးခင်ဗျာဟိုအရင်ကတည်းကရှိလာခဲ့တဲ့ဘတ်စကားမျိုးပါ10ပထမအုပ်ဆိုရှင်တင်ပြသလိုပဲကျွန်တော်တို့ကဒီဘာသာစကားတိုင်းမှာပေါ့နော်ကျွန်တော်ဘယ်ဘာသာစကားမျိုးမှမဆိုဘတ်စကားဆိုတာကရှိပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ကဘာသာစကားတွင်ဘတ်စကားတုံ့ပြန်ခြင်းကလည်းကျွန်တော်တို့အဲ့ဒီဘာသာပေါ်ကျွမ်းကျင်မှုဘယ်လောက်ထိရှိလဲဆိုတော့ကပြသနေသလိုဖြစ်နေပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်တို့က21ရာစုမှာဘတ်စကားကိုမှမပြောတတ်ရင်ဒီတိုင်းမှာနေနေသလိုပဲလို့ဖြစ်နေပါလိမ့်မယ်ခင်ဗျကျွန်တော်တို့ကိုပထမအခြေရှိပေါ်တော့လို့ပဲသိဟုတ်ကဲ့ဘတ်စကားကိုမပြောလို့ရှိရင်ရေတိမ်မှာနစ်နေတယ်လို့ပြောလိုက်တာလားရှင်ဟုတ်ပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတာနည်းနည်းရှင်းပြပေးပါရှင်ဟုတ်ဟုတ်ကဲ့ပါရှင်ကျမတို့ဖွင့်ရလို့လိုင်းကြသွားတဲ့အတွက်ကြောင့်ဒီမှာအဆောင်ဝင်ရခြင်းဖြစ်ပါတယ်ရှင်ဘာသာစကားအသုံးမပြုလို့ရှိရင်ဘာကြောင့်ရေတွေမှာနှစ်တလဲလို့ပြောရတယ်လဲဆိုလို့ရှိရင်လူချင်းမင်းအခုနေနေတာဘယ်နှရာစုလို့လူချင်းမင်းထင်ပါတယ်လဲရှင်ကျမပြန်ပြီးမေးခွန်းထုတ်ချင်ပါတယ်ရှင်လူချင်းမင်းအခုနေနေတဲ့ရာစုက21ရာစုဖြစ်ပါတယ်ရှင်21ရာစုမှာလူငယ်တွေတော်တော်များများတချို့တော့စာအုပ်ကြီးထဲမှာပိတ်မိနေတဲ့လူကြီးတွေကလွဲရင်တော်တော်များများလူကြီးတွေရောလူငယ်တွေရောအကုန်လုံးကဒီဘန်စကားကိုအသုံးပြုနေတဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီဘန်စကားကိုဒါအသုံးမပြုဘူးဆိုလို့ရှိရင်လူချင်းမင်းကိုယ်တိုင်လူကြီးတွေမှာနှိမ့်နေပါလိမ့်မယ်ရှင်။ဘာကြောင့်လို့ပြောရတယ်လဲဆိုလို့ရှိရင်လူချင်းမင်းကစကားဝိုင်းတစ်ခုကိုသွားနာထောင်မယ်ဆိုလို့ရှိရင်သူတို့ပြောတဲ့စကားဘာတွေပြောနေလဲမလူချင်းမင်းမသိဘူးဆိုလို့ရှိရင်လူချင်းမင်းလေးမျက်လုံးလေးကလေးနဲ့ဖြစ်နေပါလိမ့်မယ်ရှင်။ဒါကြောင့်ကျမတို့ဘက်ကအဆိုတင်နေသွားတဲ့စကားကရေတိမ်မှာနှိမ့်နေမယ်ဆိုတဲ့စကားကအဲ့ဒါကြောင့်မလို့ရေတိမ်မှာနှိမ့်နေတယ်ဆိုတဲ့ပြောရခြင်းဖြစ်ပါရဲ့ရှင်။ကျ
ကျမရဲ့ဖြည့်ရှင်းချက်လေးကိုအဆင်ပြေပါရဲ့လားရှင် ဟုတ်ခုနအဖြေရှင်းချက်မှာပြောလိုက်တာလေလူကြီးတွေကပါဒီစကားကိုသုံးတယ်လို့ပြောရတာရှင် ဟုတ်ပါရဲ့ရှင်ကျမပြော ဆို သွားပါရဲ့ ဟိုး ရှင် ရှင်တော့ဗန်းစကားတွေမပေါ်ခင်ရဆိုလို့ရှိရင်ရော လူချင်းမင်းရှင်ဘန်းစကားကဒီ21ရာစုမှာပေါ်ပေါက်လာတဲ့ဘန်းစကားမဟုတ်ပါဘူးရှင်ရှင်းရခင်ခေတ်တွေကလေးကဒီဘန်းစကားကပေါ်ပေါက်လာတဲ့စကားတစ်ခုဖြစ်ပါရဲ့ရှင်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှင်လူချင်းမင်းတို့နေ့စဉ်သုံးနေတဲ့ခရုံးမော်ထိတ်ခွဲခံရတာတို့စသည်ဖြင့်အဲ့လိုစကားတွေကကျမတို့ဘန်းစကားတွေပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့အဆင်ပြေပါရဲ့လားရှင် ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါရှင်ဒါကြောင့်မလို့ကျမတို့ဘန်းစကားအသုံးပြုခြင်းကကျမတို့ဘဝတွေကိုပို့ပြီးတော့လူနေမှုစတိုင်တွေကိုပို့ပြီးတော့အဆင့်တန်းမြင့်မားစေနိုင်ပါရဲ့ရှင်ပြီးတော့ကျမတို့တွေကဒီဘန်းစကားကဒီ21ခုနကကျမပြောသွားလို့21ရာစုမှာပေါ်ပေါက်လာတဲ့စကားတွေမဟုတ်ဘဲနဲ့ရှေးရခင်ခေတ်တွေကလေးကပေါ်ပေါက်လာတဲ့ဘယ်သူဘဝတည်ထင်လိုက်တာမျိုးမဟုတ်ဘဲနဲ့လူငယ်တွေကသူ့ဟာနဲ့သူတည်ထင်လိုက်တဲ့စကားအရှိကြီးမပြောချင်လို့တည်ထင်လိုက်တဲ့စကားလုံးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘန်းစကားကအခုမှပေါ်ပေါက်လာခြင်းမဟုတ်ဘဲနဲ့ကျမတို့လူနေမှုဘဝစတိုင်မှာဟိုးရခင်ခေတ်တွေကလေးကပေါ်ပေါက်လာတဲ့ဘန်းစကားတစ်ခုဖြစ်ပါရဲ့ရှင်ဘာသာစကားများတွင်ဗန်းစကားများအသုံးပြုပြောဆိုခြင်းဒီမကောင်းပါဆိုတဲ့အခြေဘက်ကနေပြီးတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်အရှိကပြောလိုက်တယ်လို့အရှိက group ရန်ပြောလိုက်တယ်လို့မျိုးဗန်းစကားတွေကိုမသုံးလို့ရှိရင်ရေတိမ်မှာနစ်နေတယ်ဆိုတာကိုတော့လက်မခံပါဘူးရှင်ဘာလို့လဲဆိုတော့ဒီဗန်းစကားတွေကရေတူပဲဖြစ်ပါတယ်ရှင်ရေရှည်မှာအသုံးပြုဖို့မဖြစ်နိုင်တဲ့စကားတွေပါရှင်ဗန်းစကားတွေအများအပြားခဏတာပဲခေတ်စားပြီးတော့တဖြည်းဖြည်းနဲ့ပျောက်ကွယ်တတ်တဲ့အကြောင်းရေရှည်မှာဆက်သွယ်ရေးအတွက်အောက်ကိုလို့မရတဲ့အကြောင်းပြောဆိုနိုင်ပါတယ်ရှင်တိကျမှုမရှိရတဲ့ဖြစ်ပါရဲ့ရှင်ဗန်းစကားတွေရဲ့အဓိပ္ပာယ်ကအသုံးပြုတဲ့သူနဲ့အခြေအနေပေါ်မူတည်ပြီးတော့ပြောင်းလဲနိုင်တဲ့အတွက်ကြောင့်မို့လို့တိကျမှုမရှိတဲ့အကြောင်းအထင်မြင်လွဲမှားမှုတွေလည်းဖြစ်စေနိုင်ပါတယ်ရှင်လူများနားလည်ရန်ခက်ခြင်းခုနက group 1မှာပြောသွားတာဗန်းစကားကိုလူကြီးရောလူငယ်ပါသုံးကြတယ်လို့ပြောပါရဲ့ရှင်တကယ်တမ်းမှာလူကြီးရောလူငယ်မှာသုံးတယ်ဆိုတာလူကြီးသုံးတယ်ဆိုတာ50မှာ20လောက်ပဲဖြစ်ပါတယ်ရှင်ဗန်းစကားအသစ်တွေကိုလူတိုင်းမသိနိုင်တဲ့အတွက်အထူးသဖြင့်အသက်အရွယ်ကြီးတဲ့သူတွေဒါမှမဟုတ်မတူညီတဲ့လူမှုအတိုင်းအဝိုင်းရာလူတွေနဲ့ဆက်သွယ်တဲ့အခါမှာအခက်အခဲတွေလည်းတွေ့နိုင်ပါတယ်ရှင်တရားဝင်မှုရှိခြင်းဗန်းစကားတွေကတရားဝင်စာပေအရေးကြီးတဲ့ဆက်သွယ်မှုတွေတုံးဖို့အတွက်မသိတော်တဲ့အကြောင်းဘာသာစကားရဲ့တန်ဖိုးကိုလည်းရောကြနိုင်ပါတယ်ရှင်အလွယ်တကူအစားထိုးနိုင်ခြင်းဗန်းစကားတွေရဲ့အဓိပ္ပာယ်ကိုပိုပြီးတိကျပြီးတော့လူတိုင်းနားလည်တဲ့စကားလုံးတွေနဲ့အလွယ်တကူအစားထိုးနိုင်ကြောင်းလည်းပြောဆိုနိုင်ပါတယ်ရှင်ခုနက group 1မှာပြောလိုက်တာကြားပါရဲ့ရှင်ဝမ်းနဲ့နေတဲ့လူငယ်တယောက်ကိုဗန်းစကားအသုံးပြီးတော့နှစ်သိမ့်ပေးနိုင်မယ်ဆိုတာကတော့လက်မခံနိုင်ပါဘူးရှင်ဘာလို့လဲဆိုတော့ဝမ်းနဲ့နေတဲ့သူတယောက်မှာသူ့ရဲ့စိတ်ခံစားချက်တွေအများကြီးရှိပါတယ်ရှင်အဲ့ဒါကိုကဗန်းစကားရင်းနဲ့ဆိုလို့ရှိရင်တခြားစိတ်ညစ်နေတဲ့တစ်ဖက်လူကလည်းပဲကိုပြောတဲ့ဗန်းစကားကိုနားလည်နိုင်မှာပါရှင်အဲ့ဒီအတွက်ကြောင့်မို့လို့ဗန်းစကားတွေကရေရှည်မှာလည်းတည်မြဲနိုင်မှာမဟုတ်ပါဘူးရှင်ခဏတာပဲခေတ်စားပြီးတော့ပျောက်ကွယ်သွားတတ်ပါတယ်ရှင်ဗန်းစကားတွေကတိကျမှုမရှိတဲ့အတွက်ဆက်သွယ်ရေးမှာအထင်ကြီးလွဲမှားမှုတွေလည်းဖြစ်စေနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ရှင်လူတိုင်းကဗန်းစကားကိုနားမလည်တဲ့အတွက်အားလုံးပါဝင်တဲ့ဆက်သွယ်ရေးအတွက်အဟန့်တားလည်းဖြစ်စေနိုင်ပါတယ်ရှင်တရားဝင်အခြေအနေတွေမှာဗန်းစကားတွေသုံးတာဟာတင့်တော်မှုမရှိဘူးလို့ကျွန်တော်ထင်ပါတယ်ရှင်ဗန်းစကားတွေအစားပိုပြီးရှင်းလင်းပြီးတော့တိကျတဲ့ဘာသာစကားကိုသုံးတာပိုပြီးထိရောက်မယ်လို့ကျွန်တော်ထင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကြွားကြပါတော့ teacher Snow teacher M3 နဲ့တိုင်းဖို့တငယ်ချင်းများအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဘာသာစကားများတွင်ဗန်းစကားအသုံးပြုပြောဆိုခြင်းသည်ကောင်းသည်ဆိုတာကိုနောက်ဆုံးဆိုရှင်နေနဲ့
တဲ့တွဲသွားမယ် group 1မှာ104ပဲဖြစ်ပါတယ်ရှင်ကျမကတော့ဘာသာစကားများတွေဘန်းစကားအသုံးပြုခြင်းကကောင်းတယ်လို့ထင်ပါတယ်ရှင်ဘာလို့လဲဆိုတော့ကျမတို့နေ့စဉ်သုံးနှုန်းပြောဆိုနေတဲ့စကားတွေမှာလည်းဘန်းစကားဆိုတာကမပါမဖြစ်ပိုင်တဲ့စကားလုံးဖြစ်ပါတယ်ရှင်ဘန်းစကားဆိုတာကကျမတို့အရှိကတည်သွင်းသွားတဲ့အဆိုရှင်သုံးဦးလုံးပြောတဲ့အတိုင်းပဲအခု21ရာစုမှာပေါ်လာတဲ့စကားလုံးတွေမဟုတ်ပါဘူးရှင်ကျမတို့ဟိုရှိလူကြီးတွေလက်ထက်ကတည်းကဘန်းစကားဆိုတာပေါ်နေတာပဲဖြစ်ပါတယ်ရှင်ဘန်းစကားပြောတတ်တဲ့သူတွေကကြတော့သူများတွေထက်ချစ်တလဲပုံနေတဲ့သူလိုပဲကျမပြောပြရစီရှင်ပြီးတော့21ရာစုကသူတွေက social media သုံးတတ်တဲ့သူတွေမရှိဘူးလို့တော့ကျမထင်ပါတယ်ရှင်လူငယ်တွေက social media ကိုအသုံးများတာနဲ့အမျှသူတို့အသုံးပြုလာတဲ့sticker လေးတွေ emoji လေးတွေကိုလည်းသူတို့ဘာသာသူတို့အခြေချင်းနားလည်မှုတွေနဲ့ပြောလာကြတာကိုလည်းတွေ့မြင်လာရပါတယ်ရှင်ကျမတို့ social 1ကတင်သွင်းသွားတဲ့အတိုင်းဘာသာစကားတွေမှာဘန်းစကားပေါ်ပါလာခြင်းကတဲ့ဘန်းစကားကလူထုအသွင်မှာရည်ကြီးမှုကိုကိုစားပြုတယ်လို့ပြောလိုက်ပါတယ်ရှင်ကျမကတော့အဲ့ဒါကိုအပြည့်အဝထောက်ခံပါတယ်ရှင်။ဘာလို့လဲဆိုတော့ဥပမာစာပေဟောပြောပွဲတွေမှာကျမတို့ကဘန်းစကားလေးကိုသုံးပြီးပြောလိုက်မယ်ဆိုရင်နားထောင်တဲ့သူတွေကပို့ပြီးတော့ဒီလိုမျိုးစာပေဟောပြောတဲ့သူကိုပို့ပြီးတော့ဆွဲဆောင်နိုင်တဲ့အခြေအနေထိရောက်လာနိုင်ပါတယ်ရှင်။ပြီးတော့အဆိုရှင်တွေကကျမတို့ကိုတင်သွင်းသွားပါတယ်ရှင်။ဘန်းစကားသုံးရင်စကားကြွယ်နိုင်ပါတယ်။ဘန်းစကားကအခုမှပေါ်လာတာမဟုတ်ပါဘူး။ဟိုးရင်ကတည်းကဆီယာလက်တမေရေးထားတဲ့ဘန်းစကားပေါ်ပါပုံစကားပီမှာစာပေမှာတဲ့ကပေါ်နေတဲ့စကားလုံးတွေပဲဖြစ်ပါတယ်ရှင်။ဘန်းစကားဆိုတာကပေါ်ပေစကားလုံးတွေမဟုတ်ပါဘူး။သုံးသပ်ရတော့အကျိုးရှိပါတယ်။ရင်းနှီးမှုတွေကိုလည်းခေါ်ဆောင်ပါတယ်ရှင်။ပြီးတော့အခြေတစ်ကပြောထားတဲ့အတိုင်းလူမှုအဖွဲ့အစည်းမှာဘန်းစကားကအတော့ပြောတာမကောက်ဘူးလို့ပြောလိုက်ပါတယ်ရှင်ဒီတော့လူမှုဖွဲ့စည်းတွေမှာဘန်းစကားသုံးတာကဘာဖြစ်လို့မကောက်ရလဲပေါ့ရှင်ကျမတို့ကတော့လူမှုဖွဲ့စည်းမှာဘန်းစကားကိုသုံးလိုက်တဲ့ဟာကပိုပြီးတော့ကောက်တယ်လို့ထင်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့လူမှုဖွဲ့စည်းမှာဘန်းစကားကိုအသုံးပြုပြောဆိုလိုက်တဲ့အတွက်ကြောင့်ခဏလိုကျမပြောလိုက်တဲ့အတိုင်းစာပေဟောပြောပွဲတွေမှာအသုံးပြုပြောလိုက်တဲ့အတွက်ကြောင့်နောက်ထပ်တဲ့သူတွေကိုပိုပြီးတော့ဆွဲဆောင်ရပါတယ်ရှင်ပြီးတော့ဘန်းစကားဆိုတာကအချိန်ကာလတစ်ခုတွင်မှာခေတ်စားလာတာမဟုတ်ဘူးလို့အခြေတက်ကပြောလိုက်ပါတယ်ရှင်ဒီတော့ဘန်းစကားဆိုတာကကျမတို့အချိန်ကာလတစ်ခုတွင်မှာခေတ်စားလာတာမဟုတ်ပါဘူးလို့ပြောလိုက်တဲ့အချိန်မှာဘန်းစကားဆိုတာကကျမတို့ဟိုးရင်ကတည်းကပေါ်နေတဲ့စကားလုံးတွေပဲဖြစ်ပါတယ်အချိန်တို့တွင်းမှာပေါ်လာတဲ့စကားလုံးဟုတ်ကဲ့ပါဘန်းစကားကဟိုးရင်ကတည်းကပေါ်လာတယ်ဆိုလို့ရှိရင်ဒီအခုခေတ်စားနေတဲ့စကားလုံးတွေကနောက်နေမှာအသုံးမလိုပဲနဲ့ပျောက်ကွယ်သွားနိုင်တယ်ဆိုတာကိုလက်ခံနိုင်ပါလားရှင်ကျမတို့ဘက်ကassociation ကတင်သွင်းထားပါတယ်ရှင်ဘန်းစကားဆိုတာကဟိုးရင်ကလေးကပေါ်နေတယ်ဆိုတော့ကိုဆီယာလက်တမေရေးသားထားတယ်ဘန်းစကားပေါ်ပါပုံများစကားတွေမှာပေါ်တယ်လို့ပြောထားပါတယ်ဒီတော့ဘန်းစကားဆိုတာကနောက်လာမဲ့ခဲလူငယ်တွေမှာလည်းနောက်လာမဲ့ခဲလူငယ်တွေကပေါ်ပါလာနိုင်ပါတယ်ရှင်အဲ့ဒါကြောင့်ကျမတို့အခုပြောနေတဲ့ဘန်းစကားတွေကပျောက်ကွယ်မသွားနိုင်ဘူးလို့ကျမထင်ပါတယ်ရှင်ဟုတ်ကဲ့လက်ခံပါသလားရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကျမတို့ social one fact ကပြောသွားတဲ့အတိုင်းဘန်းစကားဆိုတာကိုမတက်ရင်တော့ဘယ်လိုပြောရမလဲပေါ့ရှင်ခင်းထုတ်ကြသွားတဲ့သူတွေလိုပဲပြောပြရစီရှင်လူဖြစ်တဲ့ခဏမှာစာအုပ်ကြီးထက်ကထွက်ကြပါစာအုပ်ကြီးထက်ကထွက်ကြပါလို့ပြောချင်ပါတယ်ရှင်ဘန်းစကားကိုတကယ်သုံးသပ်ရင်တော့တကယ်အကျိုးရှိပါတယ်ပြီးတော့ကျမတို့အခြေရှင်အနည်းအဖွဲ့ကတည်တည်သွားတဲ့အတိုင်း K-pop ဘန်းစကားအသုံးပြုရင်မကောင်းဘူးလို့ပြောလိုက်ပါတယ်ရှင် K-pop ဘန်းစကားအသုံးပြုရင်မကောင်းဘူးလို့ပြောရတယ်အခြေရှင်နစ်ကိုကျမကမေးခင်းတော့ကြောက်သွားပြီလို့ပဲပြောလိုက်ချင်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ POL ပါဟုတ်ကဲ့ပါရှင်ခင်းနောက်ကြရဲဆိုတာဘန်းစကားမသုံးလို့ပြောရလားရှင်ဟုတ်ပါတယ်ရှင်အခုချိန်မှာ21ရာစုမှာပေါ်လာတဲ့လူငယ်တွေကဘန်းစကားကိုမသုံးဘူးတဲ့သူတွေမရှိဘူးလို့တော့ကျမအနေနဲ့ထင်မြင်မိပါတယ်ရှင်ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဘန်းစကားကိုမသုံးတဲ့လူတွေကိုဘာပြောချင်လဲရှင်ဘန်းစကားကိုသုံးတဲ့သူတွေကကြတော့ကျမတို့ကအခု21ရာစုခေတ်ကိုရောက်နေတဲ့အတွက်ကြောင့်ဘန်းစကားကိုမသုံးတတ်တဲ့သူမရှိဘူးလို့တော့ထင်ပါတယ်တချို့တလေလဲသူတို့တတ်တဲ့သူတို့တဲ့ဘန်းစကားတွေလည်းရှိမယ်လို့ထင်ပါတယ်ရှင်ကျမပြောတာလက်ခံမှသလားရှင်ဟုတ်ကဲ့ပါရှင်ပြီးတော့ကျမတို့ association 3 fact ကတင်သွင်းသွားတဲ့အတိုင်းဘန်းစကားဆိုတာက21ရာစုမှာပေါ်ပေါက်လာတဲ့အတွက်ဘန်းစကားကိုမပြောတတ်ရင်ရေသိမ်းမှာနေနိုင်ပါတယ်လို့ပြောသွားပါတယ်အဲ့ဒါကိုကျမတို့အခြေရှင်ဖွဲ့က POI ထောက်ရမှာလဲဘာကြောင့်လဲဆိုတာကျမတို့အဖွဲ့က association 2ကပြန်လဲတင်ပြသွားတာကိုကျမကြားလိုက်ပါတယ်ရှင်ပြီးတော့အခြေ3ကဒီဘန်းစကားကိုပေါ့နော်ဘန်းစကားမပြောတတ်ရေသိမ်းမှာနေနိုင်ပါတယ်လို့အခြေ3ကပြန်
ပြချင်တာကြားပါတယ်ဘတ်စကားကိုတိကျမှုမရှိဘူးလေကျမကတော့ဘတ်စကားတောက်တာဆိုတာဘတ်စကားဆိုတာတိကျပြီးလောက်ပါတဲ့အဓိပ္ပာယ်ရှိတယ်လို့အဆိုတင်သွင်းပြရစီရှင်ဒီတော့ဘတ်စကားတွေအလုပ်ကသူ့အဓိပ္ပာယ်လက်လာတွေရှိတဲ့ဘတ်စကားတွေဖြစ်ပါတယ်ဘတ်စကားကိုသုံးလို့တတ်တဲ့သူတွေကကြတော့စကလုံးလေးတွေနဲ့တစ်ဖက်သူကိုဆွဲဆောင်မှုရှိတဲ့သူတွေလို့ပြောပြရစီရှင်ဒီတော့ကျမကြတော့ဒီကနားထောင်သူပရိသတ်ကြီးတို့ကိုကိုယ့်ရဲ့နှကန်းဖြားလလေးတွေကထွက်တဲ့စကလုံးတစ်လုံးချင်းစီတိုင်းကိုအဓိပ္ပာယ်ရှိအောင်ဖန်တီးပြောဆိုကြပါလို့ပြောကြရင်းနဲ့ကျမကဒီနေရာမှာဘတ်စကားသုံးပြုပြောဆိုခြင်းဒီကောက်သည်ဆိုတာကိုနောက်ဆုံးဆိုနေနဲ့တည်သွဲလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်မင်္ဂလာပါရှင်ကျမတော့သူတည်ပဲဖြစ်ပါတယ်ရှင်ဘာသာစကားများတွေဘတ်စကားအသုံးပြုခြင်းဒီမကောက်တဲ့အဆိုကိုအစင်မပြောခဲ့တဲ့ဘတ်စကားဆိုတာလူမှုတာဝိုက်တကူရဲ့လက္ခဏာကိုဖော်ပြနိုင်တဲ့စကားလုံးတွေဖြစ်ခေရဲ့ရည်စည်းကြအလိုက်ပြောင်းလဲပေါ်ပါလာတဲ့သုံးဆွဲသူတွေကြောင့်မှာရင်းနှီးမှုတဲ့တတဲ့ဖြစ်ဖို့ခံစားရတယ်ဆိုတာဒါပေမဲ့အဲ့ဒီလိုအကျိုးစီတဲ့စူတောင်းတွေရှိနေတယ်လို့ဘတ်စကားတွေရဲ့အလို့အကျိုးသုံးဆွဲချက်နောက်ကွယ်မလို့လားအဲ့တဲ့ဆိုကြတွေအများကြီးကိုရှီအောင်နေပါတယ်ပထမဦးဆုံးအနေနဲ့ဘတ်စကားဟာဘာသာစကားတစ်ခုရဲ့တည်ငြိမ်မှုကိုချိတ်ဆောင်တတ်ပါတယ်ဒီကလာကြောက်စီစွာတီထောင်လောက်ခဲ့တဲ့စကားလုံးတွေအသုံးနှုန်းတွေကိုလေယူစုပြီးတော့ခေတ္တခဏပေါ်ပါလာတဲ့ဘတ်စကားတွေကိုအသုံးပြုခြင်းဘာသာစကားရဲ့မူရဲ့အနေအထားကိုပြောက်ကွက်သွားစေနိုင်ပါတယ်လို့ထင်ပါတယ်ရှင်အထူးသဖြင့်အနာဂတ်မျိုးစေ့တွေသွေးစံနှုန်းမိတဲ့ဘာသာစကားကိုလေ့လာဖို့အခက်အခဲတွေဖြစ်လာနိုင်ပါတယ်ဒုတိယအနေနဲ့ဘတ်စကားဟာဆက်သွယ်ရေးမှာအဟာတသားကိုဖြစ်လာနိုင်ပါတယ်ဘတ်စကားပြောစုဟာတတမမလူအုပ်စုငယ်တွေကြားထဲမှာနောက်လက်လိုက်တဲ့အထွေပဲတွေရှိတာကြောင့်မတူညီတဲ့အသားဝိုင်းတွေလူတွေနဲ့ပြောဆိုဆင်နွှဲတဲ့အခါနောက်လက်မှုတွေလွှမ်းမိုးမှုတွေဖြစ်ပေါ်နိုင်ပါတယ်အဲ့ဒီအခါအချက်ကိုခါပြီးဆက်ပြောနေရတာမျိုးတွေတရားနဲ့တရားအထည့်လွဲတာမျိုးကြုံတင်နေရပါတယ်အချက်တစ်ချက်ကတော့ဘတ်စကားတွေကဘာသာစကားရဲ့ကိုယ်တခေါကိုကြာဆဲနေပါတယ်တရားဝဲမဟုတ်တဲ့ပေါ်ပသုံးလို့လေရှိတဲ့ဘတ်စကားတွေကိုတရားဝဲစောက်ရစတာတွေအရေးကြီးတဲ့အစည်းအဝေးတွေလေးနေတဲ့ဆွေးနွေးပွဲတွေမှာအသုံးပြုချဘာသာစကားရဲ့တာဖို့ကိုရောချနိုင်လို့ဖြစ်စေတယ်ပါရှင်လူအများရဲ့လေးစားမှုကိုလည်းရောနေစေနိုင်ပါတယ်နောက်ထပ်ဆိုကြတစ်ခုကတော့ဘတ်စကားလူတွေရဲ့ဘာသာစကားကြွားကျမှုအပေါ်မှာရိုက်ခတ်ထားတဲ့ရိုက်ခတ်မှုတွေကြီးမားစေနိုင်ပါတယ်ဘတ်စကားကိုအဓိကသုံးဆွဲနေမဲ့ဆိုရင်စာပေတွေမှာသုံးနေထားတဲ့လောက်ပါတဲ့စကားလုံးတွေတိကျတဲ့အသုံးနှုန်းတွေလေလောက်ဖို့အခွင့်အရေးတွေနေပေါ်သွားနိုင်ပါတယ်ရေးစီမှာမိမိရဲ့အသွေးအမြစ်တွေကိုပုံမှုတိကျစွာလောက်ပါစွာဖော်ပြနိုင်စားလဲရောကြသွားနိုင်ပါတယ်အနည်းဆုံးအနေနဲ့ဘတ်စကားတချို့မှာမတည်ရတဲ့အသုံးနှုန်းတွေရိုက်ဆိုင်တဲ့စကားလုံးတွေပါဝင်နေတာပါတယ်ကိုရဲ့အဲ့ဒီအသုံးနှုန်းတွေကိုအတူယူပြီးသုံးဆွဲချက်ကိုရေးဆိုင်ရာကိုတိတ်ခေါ်တွေကိုလည်းထိခိုက်စေနိုင်တယ်လို့ပတ်ဝန်းကျင်တွေမှာရှိတဲ့ဆယ်နောက်ဆယ်တွေလည်းဖြစ်စေနိုင်ပါတယ်ဒါကြောင့်ဘတ်စကားဟာခေတ်လိုက်ပေါ်ပါလာတဲ့သဘောတဘာဝရှိပေမဲ့သူရဲ့ဆိုကြိုးတွေလည်းတတိပြုဖို့အရေးကြီးပါတယ်လူငယ်တွေအနေနဲ့ဘတ်စကားကိုအတိုက်အတကူတီသုံးဆွဲနိုင်ပေမဲ့စံနှုန်းမိတဲ့မြန်မာစကားကိုလည်းလေ့လာပြီးတော့တဖို့ထားအတုပ်ပြုချေအဖြစ်မိမိရဲ့ဘာသာလက်ခံရှင်ဒါဆိုလို့ရှိရင်အချင်းချင်းပြောသွားတဲ့စကားအရဆိုလို့ရှိရင်ဘန်စကားအသုံးပြုတာကရိုင်းဆိုင်နေဆိုပြီးတော့ပြောချင်တာလားရှင်မဟုတ်ပါရှင်ဘတ်စကားခေကလေးလေးပေါ်ပါလာတဲ့သဘောတဘာဝရှိပေမဲ့ဒါပေမဲ့သူမတုံးတဲ့နေရာမှာသုံးမိရတော့ရိုက်ဆက်တဲ့အပြုမျိုးရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အဲ့တော့လူငယ်အနေနဲ့ဘတ်စကားကိုအတိုက်တကူဒီပဲသုံးဆွဲနိုင်ပါတယ်ရှင်စံနှုန်းမိတဲ့မြန်မာစကားကိုလည်းလေ့လာပြီးတဖို့ထားအသုံးပြုခြင်းအပြင်မိမိတို့ရဲ့ဘာသာစကားဆိုင်ရာအရေးတွေကိုမေ့တဲ့နိုင်မှဖြစ်ကြောင်းပြောကြရေးပဲညီကုန်းချုပ်လိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်